နောင်ချုံမြို့နယ်တွင်အထူးကုဆရာဝန်ကြီးများကဒေသခံတိုင်းရင်းသားပြည်သူများအားကွင်းစင်စိတ်ကူတာပေးလျက်ရှိတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင်။ကျန်းမာရေးဝန်ကြီးဌာနနဲ့ရှမ်းပြည်နယ်အစိုးရဖွဲ့တို့၏ဦးဆောင်လမ်းညွှန်မှုဖြင့်နိုင်ငံတော်အစိုးရ၏ရတရားစီမံချက်ပါလုပ်ငန်းစဉ်တရက်ဖြစ်သည့်ကွင်းစင်စိတ်ကူတာမှုလုပ်ငန်းအားရှမ်းပြည်နယ်မြောက်ပိုင်းပြည်သူ့ကျန်းမာရေးနဲ့ကုသရေးဦးစီးဌာနလာရှိုးပြည်သူ့စေယုံကြီးကြောင်မဲနှင့်တီဘောပြည်သူ့စေယုံကြီးတို့မှအထူးကုဆရာဝန်များသည်နောင်ချုံမြို့နယ်အနီးတစ်ဝိုက်မှဒေသခံတိုင်းရင်းသားပြည်သူများအားဇူလိုင်လ3ရက်နေ့နနက်10:00နာရီမှမွန်းလွဲ2:00နာရီအထိနောင်ချုံမြို့နယ်ပြည်သူ့စေယုံ၌လိုအပ်သောကျန်းမာရေးဆောင်ရှောက်မှုနှင့်ကုသမှုများဆောင်ရွက်ပေးခဲ့ပါသည်အဆိုပါကျန်းမာရေးဆောင်ရှောက်ပေးနေမှုအားနယ်မြေခံတပ်နယ်မှတာဝန်ရှိသူများရှမ်းပြည်နယ်မြောက်ပိုင်းပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှကြောင်မဲခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနောင်ချုံမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်မြို့နယ်စင်ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူများမိခင်ကလေးနှင့်အမျိုးသမီးရာတို့မှတာဝန်ရှိသူများကလာရောက်ကြည့်ရှုအားပေးပါတယ်ကွင်းစင်ကျန်းမာရေးဆောင်ရှောက်မှုအနေဖြင့်လာရောက်ပြသသူများအားနှစ်သိမ့်ဆွေးနွေးပညာပေး၍ TB HIVကာလာတာယောဂနဲ့ငှက်ဖျားယောဂပိုးရှိမရှိသွေးစစ်ဆေးပေးခြင်းစီးစိမ်ချင်တော်များဖြန့်ဝေပေးခြင်းတို့ကိုဆောင်ရွက်ပေးခဲ့ပြီးအထွေထွေယောဂကလေးကျန်းမာပညာခွဲစိတ်ကူပညာတာဖွာမိရပညာအယိုးအကျော်ယောဂပညာမျက်စိနာနှာခေါင်းလဲချောင်းဥကောင်းနဲ့လဲပင်ယောဂပညာသွားနှင်ကတွင်ယောဂနဲ့ဓာတ်မှန်နှင့်ပုံရိပ်ဖော်စသည့်အထူးကုဘာသာရပ်များအလိုက်လာရောက်ပြသခဲ့ကြသည့်ဒေသခံတိုင်းရင်းသားပြည်သူစုစုပေါင်း800ဦးအားလိုအပ်သည့်ကျန်းမာရေးဆောင်ရှောက်မှုများဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါတယ်ရှင်။